အားလုံးပဲမင်္ဂလာပါမြန်မာ data science မှာကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့လေ့လာမယ့်အကြောင်းအရာကတော့တင်ဆက်နေတဲ့ data analysis series ရဲ့ model evaluation အပိုင်းကိုကျွန်တော်တို့ဒီနေ့နှီးကုန်းချုပ်မှာဖြစ်ပါတယ်အဲ့ဒီအတွက်ပြီးခဲ့တဲ့ lab section မှာရှာဖွေခဲ့တဲ့ error တန်ဖိုးတွေနဲ့နှိုင်းယှဉ်ပြီးတော့အကောင်းဆုံး good fit ပေါ့နော်အကောင်းဆုံး model တစ်ခုကိုဘယ်လိုမျိုးရွေးချယ်နိုင်လဲဆိုတာကိုလေ့လာမှာဖြစ်ပါတယ်ဆိုတော့ objective ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့เนาะ previous practical section မှာကျွန်တော်တို့ထုတ်ခဲ့တဲ့เนาะ numerical evaluation တန်ဖိုးတွေကိုနားလည်ဖို့ဖြစ်ပါတယ်เนาะဒီတန်ဖိုးတွေကိုနားလည်ဖို့အရေးကြီးကြောင်းကျွန်တော်ချိန်ဖန်များစွာပြောကြားခဲ့ပြီးဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်တို့ဒီ MSE နဲ့ R square เนาะဒီနောက်ခံပေါ့ background knowledge အနေနဲ့ကျွန်တော်ပြောပါမယ်အထူးသဖြင့်သင်္ချာပုံသီးနည်းနဲ့ကျွန်တော်သင်ခန်းစာမှာလည်းတင်ပြပြီးဖြစ်ပါတယ်သို့ပေမဲ့အနေနဲ့ကျွန်တော်ပြန်နှွှေးပါမယ်ပြီးတော့ရင်တော့အဓိကအရေးကြီးတဲ့เนาะဒီနေ့အဓိကအရေးကြီးတဲ့ချက်ကဒီအချက်ဖြစ်ပါတယ် to be able to decide ဆုံးဖြတ်ချက်ချနိုင်ဖို့ပါเนาะ which model is best fit for our data set ကျွန်တော်တို့ data set အတွက်ဘယ် model ဒီအကောင်းဆုံးဖြစ်တယ်လဲဆိုတာကိုဆုံးဖြတ်ချက်ချနိုင်ဖို့ပါเนาะဒီလိုဆုံးဖြတ်ချက်ချဖို့အတွက်လိုအပ်တဲ့ steps တွေကိုကျွန်တော်ပြီးမှာဖြစ်ပါတယ်เนาะဒါဒီကျွန်တော်ဘက်ကနေထုတ်ပြီးတဲ့ steps တွေဖြစ်ပါတယ်เนาะ good fit model တခုကို select လုပ်တယ်ဆိုရင်ဘယ်လိုအဆင့်နေနဲ့ကျွန်တော်တို့ရွေးချယ်သင့်လဲဆိုတာကိုတင်ပြပြီးမှာဖြစ်ပါတယ်အမှန်တကယ်ကိုယ်တိုင် model တွေတိစောက်တဲ့အခါကျရင်ကျွန်တော်ဒီ step တွေကတော်တော်လေးအသုံးဝင်တယ်ဆိုတာကိုမိတ်ဆွေတို့လက်တွေ့မြင်တွေ့ရမှာဖြစ်ပါတယ်ခေါင်းကျွန်တော်ပြီးခဲ့တဲ့သင်ခန်းစာက simple linear regression နဲ့ MSE နဲ့ R2 တခါ multiple linear regression နဲ့ MSE နဲ့ R2 polynomial regression နဲ့ MSE နဲ့ R2 ဆိုတဲ့တန်ဖိုးတွေကိုကျွန်တော်အခု screenshot အနေနဲ့ထုတ်ပြီးပြထားတာဖြစ်ပါတယ်ဆိုတော့ဒီမှာပြထားတဲ့တန်ဖိုးတွေပြီးခဲ့တဲ့ practical section ကတန်ဖိုးတွေနဲ့เนาะဒီဒသမနောက်မှာနည်းနည်းပါးပါးကွာတာတော့ရှိကောင်းရှိနိုင်မှာဖြစ်ပါတယ်သို့ပေမဲ့လည်းကျွန်တော်တို့ simple linear regression မှာဆိုရင် MSE တန်ဖိုး36เนาะ32 34အစရှိတဲ့တန်ဖိုးတွေကတော့ကွာမှာမဟုတ်ပါဘူးကောင်းပြီကျွန်တော် MSE ကိုအနည်းငယ်ပြန်နှွေးလိုပါတယ်เนาะသူကဘာလဲဆိုတော့ကျွန်တော်တို့မှာတန်ဖိုးနှစ်ခုရှိတယ်ဆိုကြပါစို့ဒါဒီ actual ဒါဒီကျွန်တော်တို့ predict လုပ်လိုက်တဲ့တန်ဖိုးเนาะဆိုတော့ဒီနှစ်ခုမှာကွာဟချက်ရှိနိုင်ပါတယ်ဆိုတော့ MSE ကိုလိုချင်ကျွန်တော်တို့တန်ဖိုးဒီ actual တဲ့ကနေ predicted ကိုနှုတ်ရပါတယ်เนาะ actual တဲ့ကနေ predicted ကိုနှုတ်ရပါတယ်ဆိုတော့ဆိုကြပါစို့ဒါဒီ actual ဆိုကြပါစို့ဒါဒီ predicted เนาะဆိုတော့ actually 1.5ဆိုပါစို့เนาะတက predicted ဒီကျွန်တော်တို့1ဆိုပါစို့အဲ့ဒါဆိုရင်သူတို့ရဲ့ difference ဒီ 0.5 ဖြစ်ပါတယ်เนาะအဲ့ဒါကို square တင်တယ်ပြီးတော့မှကျွန်တော်တို့ number of samples နဲ့စာဖြစ်ပါတယ်ဒီလိုမျိုးဟလာ actual တန်ဖိုး predicted တန်ဖိုးအစရှိတဲ့အဆက်တွေအများကြီးဖြစ်နိုင်ပါတယ်เนาะအများကြီးဖြစ်နိုင်ပါတယ်ဒါကြောင့်ဒီရလဒ်တွေကိုကျွန်တော်တို့ဘာလုပ်ပြဖို့လို့လဲဆိုတော့ sigma ဆိုတဲ့အားလုံးပေါင်းဖို့လိုပါတယ်အားလုံးပေါင်းပြီးတော့မှကျွန်တော်တို့number of samples n နဲ့စာဖြစ်ပါတယ်ဒီချက်ကိုကျွန်တော် model evaluation ဆိုတဲ့သင်ခန်းစာမှာလည်းတင်ပြပြီးဖြစ်ပါတယ်အခုဒါပြန်နှွှေးတဲ့အနေနဲ့ကျွန်တော်တင်ပြတာဖြစ်ပါတယ်ကောင်းပါပြီ r square ထိုနည်း၎င်းပဲဖြစ်ပါတယ်သို့ပေမဲ့ r square အဓိကယူရချက်ဒီကျွန်တော်တို့ regression line ဆိုတာ model ကထုတ်ပြီးတဲ့ line ဖြစ်ပါတယ်เนาะကျွန်တော်တို့ရဲ့ regression line နဲ့ data set ရဲ့ average เนาะ mean ဒါဒီ data set ကထုတ်ပြီးတယ် mean เนาะဒီ mean နဲ့ကျွန်တော်တို့ model ကထုတ်ပြီးတယ် regression line နဲ့ error နှစ်ခုကိုကျွန်တော်တို့စားမယ်ရလာတာကိုတစ်ထဲကနေနှုတ်မယ်เนาะအဲ့ဒီအတွက်ဘာဖြစ်လဲဆိုတော့ဒီနေရာမှာကျွန်တော်ဖြတ်ပြီးပြောချင်တာကအဲ့ဒီအတွက် k r square တန်ဖိုးဒီเนาะဒီ r square တန်ဖိုးဒီတစ်เนาะတစ်ဘက်ကိုနီးစပ်တယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ error နည်းတယ်လို့ယူဆမှာများတယ်လို့ယူဆမှာနည်းနည်းစဉ်းစားကြည့်ပါမယ်เนาะr square ဒီ1နဲ့နှီးစပ်တယ်ဆိုရင် error နည်းမလားများမလားစဉ်းစားကြည့်ပါမယ်ဆိုကြပါစို့ဒီ MSE of regression line နဲ့ဒီ average เนาะသူ့ရဲ့ခြားနာချက်မှာအကယ်၍ average ကြီးတယ်ဆိုရင်เนาะဒီကောင်ဒီကျွန်တော်တို့ရဲ့ model တဲ့ကောင်ဒီသေချာပေါက်ကျွန်တော်ကနည်းသေးချင်တာဟုတ်ဆိုတော့ဒီကောင်ဒီနည်းမယ်ဒီကောင်ဒီကြီးမယ်ဆိုရင်ကျွန်တော်တို့3.3တစ်ခုရအောင်ပေါ့เนาะဆိုတော့အဲ့တစ်ထဲကနေမှကျွန်တော်တို့3.3တစ်ခုကိုနှုတ်လိုက်မယ်ဆိုရင်အဲ့ဒီ3.3တစ်ခုဒီเนาะတန်ဖိုးအဖြစ်ဆိုကြပါဘူးနည်းတယ်ဆိုရင်ကျွန်တော်တို့1 minus တန်ဖိုးဒီများမှာဖြစ်ပါတယ်เนาะအဲ့ဒီအတွက်ဒီကောင်ဒီ1နဲ့ပို့ပြီးတော့နီးစပ်မှာဖြစ်ပါတယ်เนาะ
ဒီအတွက်ကျွန်တော်တို့ဘယ်လိုနားလည်လို့ရလဲဆိုတော့ k r square တန်ဖိုးဒီ1နဲ့နီးမယ်ဆိုရင်ကျွန်တော်တို့ error ဒီနည်းပါတယ်လို့ယူဆလို့ရပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့အဲ့လိုမျိုး r square တန်ဖိုး1နဲ့နီးစပ်တဲ့เนาะ model မျိုးကိုပို့ပြီးတော့ကျွန်တော်တို့ favor ဖြစ်ပါတယ်เนาะပို့ပြီး favor ဖြစ်ပါတယ် favor ဆိုတာကျွန်တော်တို့ပို့ပြီးကြိုက်နှစ်သက်ပါတယ်เนาะပို့ပြီးတော့ကြိုက်နှစ်သက်တယ်လို့နားလည်လို့ရပါတယ်ဆိုတော့ဒီသဘောတရားကိုကျွန်တော်တို့နားလည်ဖို့အတွက်เนาะကြီးတဲ့ကဏ္ဍနဲ့ငယ်တဲ့ကဏ္ဍတီးပြီးတော့စားလာရဲ့တစ်ထည့်ကနှုတ်တာရဲ့เนาะအဲ့ဒီသဘောတရားကိုကျွန်တော်တို့နားလည်တယ်ဆိုရင် r square တန်ဖိုး1နဲ့နီးစပ်တာဒီပို့ပြီးတော့ error အဖြစ်နည်းတယ်ဆိုတဲ့သဘောတရားကိုလက်ခံလို့ရမှာဖြစ်ပါတယ်ကောင်းပါပြီအခုကျွန်တော်ကဏ္ဍနေနှိုင်းရှင်းပါမယ်เนาะကဏ္ဍနေနှိုင်းရှင်းမယ်ဆိုတော့ကျွန်တော်တို့မှာ simple linear regression မှာ MSE တန်ဖိုးဒီ36เนาะr square ဒီ 0.52 တခါ multiple linear regression မှာ MSE တန်ဖိုးဒီ32တခါ r square ဒီ 0.57 ဆိုတော့တေချာတော့ဒီကောင်ဒီ closer to 1ဖြစ်ပါတယ်เนาะ52နဲ့57ဆိုရင်57ဒီ1နဲ့ပို့ပြီးနီးစပ်ပါတယ်เนาะတခါ square error ဘိုင်းမှာလေ multiple regression ဒီ error အဖြစ်ပြောမယ်ဆိုရင် simple linear regression တဲ့နည်းပါတယ်ဒီအတွက်ဒီ model နှစ်ခုကိုနှိုင်းယှဉ်မယ်ဆိုရင် multiple linear regression ဒီ simple linear regression တဲ့ပို့ပြီးကျွန်တော်တို့ favor ဖြစ်ရမှာဖြစ်ပါတယ်เนาะပို့ပြီးတော့ကောင်းမွန်တယ်လို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်ကောင်းပြီကျွန်တော်တို့ simple linear regression နဲ့ polynomial regression ကိုနှိုင်းယှဉ်ကြည့်ပါမယ်ထုံးစံတိုင်း simple linear regression ရဲ့ MSE 36 0.52เนาะ polynomial မှာကျတော့34เนาะ36တက်နည်းပါတယ်တခါ 0.55 ဆိုတော့ဒီကောင်ဒီ1ကိုပို့ပြီးနီးစပ်စေပါတယ်ဒါကြောင့် simple linear regression နဲ့ polynomial regression model နှစ်ခုနှိုင်းယှဉ်မယ်ဆိုရင် polynomial regression model ဒီကျွန်တော်တို့အတွက်ပို့ပြီး favor ဖြစ်စေပါတယ်เนาะပို့ပြီးလက်ရှိ data set အတွက်ပို့ပြီးသင့်တော်တယ်ပို့ပြီး fit ဖြစ်တယ်လို့ကျွန်တော်တို့နားလည်ဖို့ရပါတယ်အခုကျွန်တော်တို့ကျန်တာဆိုလို့ multiple linear regression နဲ့ polynomial regression ပဲရှိပါတယ်ဒီနှစ်ခုကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင်เนาะ multiple linear regression မှာ error တန်ဖိုး32ရှိပြီး polynomial မှာ34ရှိပါတယ်ဆိုတော့ multiple linear regressionဒီ error နည်းပါတယ်တခါတစ်ဘက်ကိုကတ်တဲ့နေရာမှာလေ57ဖြစ်ပါတယ်ဆိုတော့ဒီကောင်ဒီပို့ပြီး1နဲ့နီးစပ်ပါတယ်ဒီကောင်ဒီသူနဲ့ရှင်နည်းပါတယ်ဆိုတော့ multiple နဲ့ polynomial ရှင်ကျွန်တော်တို့ဒီ multiple linear regression ကိုပို့ပြီး favor ဖြစ်ပါတယ်ဒါကျွန်တော်တို့လက်ရှိလေ့လာနေတဲ့ data set နဲ့ပို့ပြီးတော့ကိုက်နေတယ်လို့နားလည်လို့ရပါတယ်ဒီလိုဆိုရင်ကျွန်တော်တို့မှာ model တွေရှိမယ်ဟာ SLR ပဲဖြစ်ဖြစ် multiple linear regression တခါ polynomial regression အစရှိတဲ့ကျွန်တော်တို့မှာ model တွေရှိမယ်ဆိုရင်အဲ့ဒီ models တွေကိုကျွန်တော်တို့ဘယ်လိုမျိုး evaluate လုပ်နိုင်လဲเนาะဆိုရင် MSE နဲ့ R2 ဟာလား R square အသုံးပြုပြီးတော့ model တစ်ခုနဲ့တစ်ခုနှိုင်းယှဉ်ပြီးဘယ် model ကတော့ဖြစ်ဒီ data set အတွက်အကောင်းဆုံးဖြစ်လဲဆိုတာကိုရွေးချယ်နိုင်မယ်လို့ကျွန်တော်ယူဆပါတယ်နောက်လာမယ့်သင်ခန်းစာမှာကျွန်တော်တို့ဒီလိုမျိုး model ဒီเนาะအကောင်းဆုံးပေါ့เนาะအကောင်းဆုံး best fit ဖြစ်တဲ့ good model ကိုရွေးချယ်တဲ့နေရာမှာအားလုံးအတွက်အကျိုးရှိနိုင်မယ် step တွေကိုကျွန်တော်မျှဝေမှာဖြစ်ပါတယ်အားလုံးရွှေလန်းချမ်းမြေ့ကြပါစေ